Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ day နဲ့ date ကိုပေါ့နော်နေ့စွဲရက်စွဲကိုအင်္ဂလိပ်လိုပြောကြည့်အောင်နော်နေ့စွဲရက်စွဲကိုပြောမယ်ဆိုရင် subject ကမရှိတဲ့အတွက်ကြောင့်မို့ရောင်ပြ subject ပေါ့နော် it နဲ့တွဲပြီးမှသုံးပါတယ် okay ပြီးရင် verb ပါကြတော့ဖြစ်တည်ရှိတည်ဆိုတဲ့ verb to be ပေါ့နော် okay ဒါက it ကို dummy subject လို့လည်းခေါ်ပါတယ်Okay verb ကိုကြည့်အောင်နော် verb ကဒီ be ကအရန်ကိုမှအသုံးဝင်တယ်ပေါ့နော်အသုံးများတယ်ရှေ့ဗီဒီယိုတွေမှာလည်းအလို့အကင်ပြောတဲ့အခါတွေကိုယ့်ရဲ့စာတိကိုပြောတဲ့အခါတွေကိုယ်နိုင်ငံသားကိုပြောတဲ့အခါမှာလည်းကိုက verb to be ကိုသုံးတယ်ပေါ့နော်ဒါဖြစ်ပြီးရှိပြီးဆိုတဲ့အဓိပ္ပာယ်ပေါ့နော် okay ဆိုတော့ဒီနေ့ပြောရမှာက is ဆိုတော့ is နဲ့တွဲမယ်ပေါ့နော် present tense verb 1ကို is နဲ့တွဲမှာဖြစ်ပါတယ် okayကဲဒီနေ့တောက်ကြနေ့ကိုအင်္ဂလိပ်လိုပြောကြည့်အောင်နော် okay subject ကိုတော့ it နဲ့တွဲမယ်ပေါ့နော်ဘာလို့လဲဆိုဒီမှာ subject မရှိတဲ့အတွက်ကြောင့်မို့ရောင်ပြ subject dummy subject it ကိုမတို့သုံးမှာဖြစ်ပါတယ် okay ဒီနေ့ကတောက်ကြနေ့ဆိုတော့အင်္ဂလိပ်လို it is Friday ဒီလိုရနော်ပြန်ပြောကြည့်အောင် it is Friday okay နောက်တစ်ခုကကြတော့မိကုမေးကြည့်အောင်နော်ဒီနေ့ဘာနေ့လဲဆိုတာကိုမေးကြည့်အောင်ဆိုတော့ what day ပြီး it is ကိုပြောင်းပြန်လုပ်လိုက်မယ် is it ပေါ့နော် is it စကားပြောမှာဆိုရင် is it what day is it ခေပြောကြည့်အောင်နော် what day is it okay day ကိုပြောတတ်သွားပြီပေါ့နော်နေ့တွေပေါ့နော်ညာတောက်ကြနေ့ကြာတာပတိနေ့ okay အခုက date ကိုပြောကြည့်အောင်ပေါ့နော်နေ့စွဲပေါ့နော်ဒီနေ့ဘယ်နှစ်ရက်ဘယ်နှစ်လလဲပေါ့နော် okay ဒီမှာလဲ it နဲ့ပဲတွဲမယ်ပေါ့နော် dummy subject ကိုပဲပြောမယ်ဒီနေ့က August 14ရက်ဖြစ်တယ်ပေါ့နော်14ရက် August ဆိုလို့ရှိရင် it is 14 August လွယ်နော် it is 14 August okay ဒါဆိုလို့ရှိရင်အခုကြည့်ရှုနေတဲ့သူတွေရဲ့ဒီနေ့ကြည့်တဲ့ date ကဘယ်နေ့လဲပေါ့နော် it is ဘယ်နေ့ဘယ်ရက်ဘယ်လလဲ comment မှာရေးခဲ့ပေးပါဦးเนาะအင်္ဂလိပ်စာကိုနေ့စဉ်တူတူလေ့လာမယ်ဆိုလို့ရှိရင် Slow English Channel ကို subscribe လုပ်ထားရအောင်เนาะ see you